ခေါင်းထဲမှာအမိုက်တွေထက်အဲ့ဒီအမိုက်တွေနဲ့ပူလောင်နေတယ်ဆိုလို့ရှိရင်ခေါင်းအေးအေးမထားနိုင်တော့ခေါင်းအေးအေးထားဆိုအပူတွေအတွေးမတွေးနဲ့အရှုပ်တွေမထက်နဲ့မြူနီစပယ်အမိုက်ပုံကြီးမဖြစ်စေနဲ့ကိုယ်အုံနောက်ထဲမှာကြည်လင်အေးမြပြီးတော့တန်မိုးရှိတဲ့အရာတွေသာခေါင်းနဲ့ထည့်အလုံးလို့ဆိုရင်အမိုက်ပုံကြီးဖြစ်သွားလိမ့်မယ်အဲ့ဒါတွေမထက်နဲ့ဝေါကိုတော့ချောင်းချောင်းထားခြေထောက်ကိုတော့နှွေးနှွေးလေးထားလို့ပြောချတယ်ပေါ့နော်ခြေထောက်နှွေးနှွေးခေါင်းအေးအေးဝန်းချောင်းချောင်းလူဘဝမှာတော့အဲ့ဒါជីវတုတ်တဲ့ခြင်းအကြောင်းတွေပဲကျမ်းမာပြီးတော့ជីវတုတ်တဲ့အကြောင်းအဲ့ဒါကြောင့်ဘဝမှာစာရင်တော်ဆိုတာစဉ္ញံသုံးသက်တိုင်ရမယ်ကိုယ့်အခြေအနေကိုကိုယ်စဉ္ញံသုံးသက်တိုင်ရမယ်ငါလုံနေတာဘာတွေနဲ့အချိန်ကုန်နေသလဲငါဘာလုံတဲ့